ဒီ speaking pattern နဲ့တင်အခြေခံကိုပိုင်သလောက်ဖြစ်သွားပြီနော်ဟုတ်ပြီဒါဆိုပထမတစ်ခုကိုကြည့်လိုက်ရအောင် Are you black verb ing ဒီ pattern ကိုတော့တစ်ခုခုမေးတဲ့နေရာမှာအသုံးပြုတယ်ဥပမာအနေနဲ့ Are you listening မင်းနားထောင်နေလား Are you joking မင်းနောက်နေတာလား Are you feeling okay နေကောင်းရဲ့လားစသဖြင့်မေးလို့ရပါတယ်နောက်တစ်ခုက What are you black verb ing ဒါကတော့အခုလက်ရှိဘာလုပ်နေတာလဲလို့မေးတဲ့ပုံစံမှာဥပမာအနေနဲ့ What are you doing မင်းဘာလုပ်နေတာလဲ What are you eating မင်းဘာစားနေတာလဲ What are you watching မင်းဘာကြည့်နေတာလဲစသဖြင့်မေးလို့ရပါတယ်နောက်ထပ် pattern တစ်ခုကတော့အနာဂတ်ကိုကြိုပြောတဲ့ပုံစံပါ I will black verb 1စားမယ်သွားမယ်လာမယ်စသဖြင့်ပြောတဲ့နေရာတွေမှာဒီ pattern ကိုအသုံးပြုပါ I will call you မင်းကိုဖုန်းဆက်လိုက်မယ် I will go tomorrow မနေ့ပြန်ငါသွားမယ် I will be there အဲ့ဒီမှာငါရှိနေမယ်စသဖြင့်ပြောလို့ရပါတယ် Now I'm going to black verb 1 I'm going to ကို I'm gonna လို့လည်းအသုံးပြုတယ်သူလည်းပဲအနာဂတ်ကိုပြောတဲ့ပုံစံပါတခုခုလုံးမလို့ကိုင်မလို့စသဖြင့်ပြောတဲ့နေရာတွေမှာဒီ pattern ကိုအသုံးပြုပါ I'm gonna sleep now အခုအိပ်တော့မလို့ I'm gonna play football ဘောလုံးကမလို့ I'm going to eat dinner ညစာစားတော့မလို့စသဖြင့်ပြောလို့ရပါတယ်နောက်တစ်ခုက would you like black now ဒါမှမဟုတ် to black verb 1တခုခုရင်ကြီးကြီးမေးခြင်းတဲ့အခါမှာအသုံးပြုတာပါ would you like coffee ကော်ဖီတောက်မလား would you like a seat ထိုင်မလား would you like to dance ကကြင်လားစသဖြင့်မေးလို့ရပါတယ်နောက်တစ်ခု I was black now ဒါမှမဟုတ် adjective အတိတ်မှာဖြစ်ခဲ့တဲ့အရာကိုပြောခြင်းတဲ့အခါမှာဒီ pattern ကိုအသုံးပြုပါ I was busy ကျွန်တော်အလုပ်ရှုပ်နေခဲ့တယ် I was a shy kid ကျွန်တော်အရှက်ကြောက်ကြီးတဲ့ကလေးဖြစ်ခဲ့တယ် I was tired yesterday မနေ့ကကျွန်တော်ပင်ပန်းနေခဲ့တယ်စသဖြင့်ပြောလို့ရပါတယ်နောက်တစ်ခုက did you black verb 1တခုခုလှုပ်ပြီးပြီလားစားပြီးပြီလားတွားပြီးပြီလားစသဖြင့်မေးတဲ့အခြေအနေမှာဆိုရင်ဒီ pattern ကိုအသုံးပြုပါ Did you see it အဲ့ဒါကိုမင်းမြင်ခဲ့လား Did you eat မင်းစားပြီးပြီလား Did you go there မင်းအဲ့ဒီကိုတွားခဲ့လားစသဖြင့်မေးလို့ရပါတယ်နောက်တစ်ခု I think black sentence ကိုယ့်ရဲ့အထင်အမြင်ကိုပြောချင်တဲ့အခါမှာဒီ pattern ကိုအသုံးပြုရပါတယ် I think it is true အဲ့ဒါမှန်မယ်လို့ကျွန်တော်ထင်တယ် I think it is good အဲ့ဒါကောင်းမယ်လို့ထင်တယ် I think it is raining မိုးရွာနေမယ်ထင်တယ်စသဖြင့်ပြောလို့ရပါတယ်နောက်တစ်ခုက I'm black verb 2သွားခဲ့တယ်လာခဲ့တယ်စားခဲ့တယ်တောက်ခဲ့တယ်စသဖြင့်ပြောချင်တဲ့အခြေအနေမျိုးမှာဆိုရင်ဒီ pattern ကိုအသုံးပြုပါ I saw him ငါသူ့ကိုတွေ့ခဲ့တယ် I finished my work ငါလုပ်ပြီးပြီ I went to school ငါကျောင်းသွားခဲ့တယ်စသဖြင့်ပြောလို့ရပါတယ်နောက်ဆုံးတစ်ခုကတော့ I feel black adjective ကိုခံစားနေရတဲ့ feeling တွေခံစားချက်တွေကိုပြောချင်တဲ့အခါမှာဒီ pattern ကိုအသုံးပြုရပါတယ် I feel great ငါနေလို့တိတ်ကောင်းတယ် I feel lonely ငါအထီးကျန်နေတယ် I feel better now ငါအခုသက်သာသွားပြီစသဖြင့်ပြောလို့ရပါတယ် English လိုမြန်မြန်ပြောတတ်ချင်ဒီလို pattern တွေကိုများများလေ့ကျင့်ထားဖို့လိုတယ်နော်